တင်းသားလုံးကိုနှုတ်ခွန်းနဲ့ဆက်တာပါတယ်လို့အထူးပဲကျေးဇူးတင်စကားနဲ့ထပ်နာပြီးတော့မှပြောကြားလိုပါတယ်လို့ ထာဝရမြတ်စွာဘုရားရှင်အားသာပြုတာကြတော့ငါသည်ချမ်းသာပေမည်သူ့ဘတ်တော်အိမ်မှာရှိတဲ့တိုင်း